Okay 10လပိုင်း4ရက်နေ့ကြာပြီပေါ့နော်ဆောင်းဝဲဖြေရတော့မယ်စာတလုံးမှမရတဲ့လူတွေဆိုတော့ဒီတရှင်းလေးနားထောင်ကြည့်လိုက်ပါတော့ရမ်းမရေးကျွန်တော်ကိုယ်တိုင်ရေးထားတာ Okay ဆိုပြမယ်နော်မယုံနိုင်အောင်စားနေကြတဲ့ပြီးစမ်းကြည့်တယ်ငယ်ဆိုစားများကကြေရခံနေတော့ကျွန်တော်ကလည်းသူ့ကိုချမ်းနေတယ်သူကလည်းပို့ပြီးရှုပ်လာတယ်ငယ်ဆိုရင်မလို့ရမ်းလေစမဝဲရီနီလာပြီးချရင်နဲ့လေနေတဲ့ဒီတဲ့ကကြော့စားကလည်းလာပြီးရှုံးနေတယ်ကျွန်တော်ချက်တဲ့စားကဘာနဲ့မှမတူပါတကယ်ဆိုရင်ချရင်နဲ့ရှုံးတာချက်စားကလည်းမရကြော့စားကလည်းမရရေးတဲ့က English letter ကလည်းချက်ရတာအရာမဲခံနေတာလိုပါချက်မရပါတကယ်ဆိုရင်ဆောင်ဝေးဝဲကြမှာရဘောကထလာတော့ကြည်တွေပဲရနေတယ်အိမ်ကလည်းတမေရှိပဲပြောနေတယ်ကျွန်တော်ချက်တဲ့စာကိုသူတို့မှမတွေ့တာတကယ်ဆိုရင်ကြရင်နဲ့ရှုပ်တာနားလေပေးပါ Okay thank you ဆရာမတွေမတွေ့ပါဘူးね